ဒီထူးဆန်းတဲ့လူကြီးဟာဘာကြောင့်နေပါများစွာလေရင်ထဲမှာတယောက်တည်းနေရင်နဲ့အသက်ရှင်ရပ်တည်နေတာလေဒီလူကြီးဟာတောထဲမှာရှိတဲ့လေရင်ကြီးပြက်ထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့တယ်လို့အခုထိလည်းနေစေပါပြီသူကလေရင်ကြီးရဲ့ first class ခန်းမှာအိတ်တယ်သူ့ရဲ့စားတောက်တွေကိုလေရင်ရဲ့ business class ထဲမှာချက်ပြုတ်တယ်သူဟာတစ်ခါတကယ်မှတငယ်ချင်းတွေလေရင်ရဲ့တောင်ပန်တွေပေါ်မှာလမ်းလျှောက်ထွက်တယ်သူဟာရေချိုးအိမ်သာတက်ရင်လေရင်ထဲမှာပဲတက်တယ်ဒီလူကြီးကဘာတူလဲဘာကြောင့်လေရင်ပေါ်မှာတယောက်တည်းနေနေတာလဲဒီလေရင်ပြက်ကြီးကရောဒီတောတွေကိုဘလို့ရှောင်နေတာလဲဒီလူဟာအမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီးတော့သူ့ရဲ့နာမည်ကတော့ Bruce Bay ဖြစ်ပါတယ်။သူနေထိုင်တဲ့ဒီလေယာဉ်ဟာနာမည်ကြီးလေယာဉ်ကုမ္ပဏီ Boeing ကထုတ်လုပ်ထားတဲ့727 ဂျက်လေယာဉ်ကြီးဖြစ်ပြီးတော့အမေရိကန်နိုင်ငံ Oregon ပြည်နယ်က10 ဧကကျယ်တဲ့တောထဲမှာရှင်းထားထားပါတယ်။ Bruce ဟာဒီလေယာဉ်ထဲမှာနေထိုင်ရင်းနဲ့သူ့ရဲ့နေ့စဉ်ဘဝကိုဖျက်ဆီးနေတာပါ။ Bruce ဟာဘာကြောင့်တာမန်သူတွေလိုအိမ်ထဲမနေဘဲနဲ့လေယာဉ်ပေါ်မှာနေတာလဲ။သူဟာအိမ်ဝယ်ဖို့မတက်နိုင်တဲ့စင်ရဲသားအင်ချီယာမဲတယောက်လား။ဒါကြောင့်မို့တောထဲမှာပြက်ကျသွားတဲ့လေယာဉ်ပေါ်မှာတက်နေရတာလား။ဒါတွေအားလုံးဟာတခုမှမဟုတ်ပါဘူး။ Bruce ကလက်ရှိမှာပညာတတ်ဘွဲ့ရ software ပညာရှင်တယောက်ဖြစ်ပါတယ်။သူနေတဲ့လေယာဉ်မှာလေ Wi-Fi အင်တာနက်တွေတောင်မှတက်ဆင်ထားကလက်ရှိမှာ online ကလုပ်ကိုင်နေတဲ့ project တွေနဲ့ AI နည်းပညာတွေကိုလေ့လာရင်းနဲ့ work from home လုပ်နေတာပါ။ရှင်းပြောရရင်တော့ Bruce ဟာအင်ချီယာမဲစင်းရဲသားတူမဟုတ်တဲ့ပြင်တာမဲအိမ်ပိုင်တဲ့သူတွေထက်တောင်မှပို့ပြီးတော့ချမ်းသာကြွယ်ဝနေပါသေးတယ်။သူယခုနေထိုင်တဲ့လေယာဉ်နဲ့စေအိတ်ကားကျတဲ့တောအုပ်ကြီးကိုလည်းသူ့ဝဲပိုင်ဆိုင်ထားတာပါ။လေယာဉ်ကိုဝယ်ယူတော့ကအမေရိကန်ဒေါ်လာသိန်းချီကုန်ကြတယ်လို့ဆိုပါတယ်။ဒါဆိုရင်တော့ဒီလူကြီးဟာဒီလောက်ငွေကြေးချမ်းသာပြည့်စုံရင်သားနဲ့အိမ်ထဲမနေဘဲနဲ့ဘာလို့လေရင်ပြက်ပေါ်မှာချက်တဲနေရလဲဒီမိကွန်းရဲ့ဖြေကတော့လေရင်တွေပေါ်မှာဆွဲလန်းယူသွနေသူရဲ့ဝါသနာကြောင့်ပါသူ့ရဲ့ဖေနဲ့သူ့ရဲ့မိတွေတို့ဟာလေရင်ပိုင်းလော့တွေဖြစ်ပြီးတော့သူငယ်စဉ်တွေကလေရင်တွေနဲ့ရင်းနှီးကျန်းဝင်ခဲ့ပါတယ်ဒါကြောင့်မိ Bruce ကြောင့်ရေရောက်လာပြီးတော့လေရင်လိုင်းတစ်ခုမှအချင်းတစ်ခုကြာအောင်ပိုင်းလော့ဝင်လုပ်ခဲ့တာပါအဲ့လိုပိုင်းလော့လုပ်နေစဉ်ကလေးကပဲသူ့အနေနဲ့ကိုမိုင်းလေရင်တစ်စီးဝယ်ပြီးတော့အိမ်ဖြစ်နေဖို့အတွက်ပတ်စံစုဆောင်းခဲ့ပါတယ်လိုအပ်တဲ့ငွေပမာဏရပေးချိန်မှာတော့ Bruce တယောက်လေရင်ပိုင်းလော့ဘွားကနေအနားယူပြီးတော့တက်တန်းလုံးကပြန်တန်းဖို့ဖြစ်နိုင်တော့တဲ့လေရင်တစ်စီးကိုဝယ်ယူခဲ့တာပါ။အဲ့နောက်မှာတော့သူပိုင်တဲ့တောအုပ်ကြီးထဲမှာနေရာချရင်းနဲ့အဲ့လေရင်ကြီးပေါ်မှာပဲအိမ်လုံးနေထိုင်နေစဉ်ဘဝကိုဖျက်ဆီးနေတာဖြစ်ပါတယ်။ဒီတော့မေးစရာရှိတာက Bruce ဟာလေရင်ပေါ်မှာနေထိုင်ရတာကအဆင်ပြေချုံမွေးပါရဲ့လား။လေရင်ပေါ်မှာနေထိုင်ရတာကတာမန်အိမ်တလုံးလိုမျိုးတော့တက်တောက်တတာမရှိလာပါဘူး။ Bruce ရဲ့အိမ်ယာတွေဟာဆိုဖာတွေကိုပြပြင်ထားတာဖြစ်ပြီးတော့ကျင်းကျက်ကျက်အိမ်ယာပါရီ။ဆောင်းရသည်လို့အရန်အေးတဲ့အချိန်မှတောင်မှလျှက်စစ်ဆောင်နဲ့နှွေးတွေရအောင်ပြုလုပ်ရှာတာပါ။အစားအသောက်တွေချက်ပြုတ်ရမှာတော့ Bruce ကဟင်းမချက်တတ်တဲ့အတွက် microwave မီးပုံနဲ့တူ ready made စားသောက်တွေကိုအပူပေးပြီးတော့စားပါရီ။ရေချိုးကန်တဲ့အိမ်သားကိုတော့ PVC ပိုက်တွေနဲ့အဆင်ပြေအောင် Bruce ကပြင်ဆင်ထားတာပါ။ဒီလိုနေရတာဟာအခြားသူတွေမြင်မှာတော့အဆင်မပြေဘူးလို့ထင်နိုင်ပေမဲ့ Bruce ကတော့လေရင်ပေါ်မှာနေရတာကသူ့ရဲ့ဝါသနာနဲ့ရှိမဲချက်ပဲမလို့ဒီလိုနေရတာကိုပဲစိတ်ကြည်နဲ့ပျော်ရွှင်နေပါရီ။ဒီလိုလေရင်ပေါ်မှာနေရတဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ကုန်ကျစရိတ်သက်သာတာပါ။အမေရိကန်မှာတာမန်အိမ်နဲ့နေမယ်ဆိုရင်တော့တစ်လကိုဒေါ်လာ1000ချီပြီးတော့ကုန်ကျပေမဲ့ Bruce ကတော့လေရင်မှာနေတဲ့အတွက်ပိုင်ဆိုင်မှုတွေခွန်ဒေါ်လာ200ရေခွန်100မိကွန်200နဲ့တစ်လမှာအမေရိကန်ဒေါ်လာ400ပဲကုန်တယ်လို့ဆိုပါရီ။ဒါပြင် Bruce ရဲ့လေရင်ပေါ်မှာနေထိုင်မှုဘဝကိုစိတ်ဝင်စားတဲ့ခီးသွားတွေကလာရောက်လေပဲကြတာကြောင့်ဒီကနေလေဝင်ငွေရပါသေးတယ်။အချို့လူတွေကတော့လေရင်မှာဒုက္ခခံပြီးနေတဲ့ Bruce ကိုယူချောင်ကြောင်နိုင်တယ်လို့မြင်ကြမှာပါ။ဒါပေမဲ့လူဘဝဆိုတာခဏလေးပဲမို့ဘဝမှာပြုတ်ပြုတ်နေနိုင်ဖို့ကအရေးကြီးတယ်လို့ Bruce ကဆိုပါရီ။